အနုမောဒနာထူးထူးခြားခြားတော့ဟောစရာမရှိပါဘူးဟောဖို့လည်းမလိုပါဘူးဒီနေ့ပြုတဲ့ကုသိုလ်ကောင်းမှုအလုံးဟာကုသိုလ်မှန်သမျှကောင်းကျိုးပေးတာဖြစ်ပါတယ်အဲဒါကြောင့်မြတ်စွာဘုရားပုံညာဘိက္ခွေမာဘာယာတိဘိက္ခွေจิตသားจิตသမီးတို့ပုံညာကုသိုလ်ကောင်းမှုကိုမာဘာယိဋ္ဌမကြောက်ကြကုန်နဲ့ပုံညာဘိက္ခွေမာဘာယိဋ္ဌပုံညာဘာယတောဒုက္ခံဘာယတိပုံညာတိယရိဒာနာမံဒုက္ခတိဒာနာမံအဲ့ဒီအဓိပ္ပာယ်လေးသိဖို့ပဲကုသိုလ်ပုံညာမကြောက်ကြနဲ့ကုသိုလ်ပုံညာသည်သာလျှင်ကောင်းကျိုးကိုပေးပါတယ်ချမ်းသာကိုပေးပါတယ်ကုသိုလ်ကိုကြောက်တဲ့လူချမ်းသာရမှာကိုကြောက်တာနဲ့အတူတူပါပဲကုသိုလ်ဆိုတဲ့ချမ်းသာကုသိုလ်ဆိုတဲ့အမည်ရင်းချမ်းသာရဲ့အမည်ရင်းပါပဲလို့ဆိုလိုပါတယ်ဒါကြောင့်ပုံညာဘာယတောဒုက္ခံဘာယတိပုံညာတိယရိဒာနာမံဒုက္ခသေဒာနာမံပုံညာဆိုတာဒုက္ခရဲ့အမည်အားလုံးချမ်းသာနေကြတာဒုက္ခကြောင့်ဒါဖြင့်မချမ်းသာတာဘာဖြစ်လို့ဒုက္ခမရှိလို့ဒုက္ခနည်းလို့အချမ်းသာနည်းတယ်ဒါပဲတူတူမှတ်လိုက်ဖို့ကဲအားလုံးရေစက်ချမယ်ဒီနေ့ရေစက်မချခင်အထူးရှင်များအလှဒါယကများအားလုံးကိုအလှကိစ္စနဲ့ပတ်သက်ပြီးအကုန်လုံးဖတ်ပြပြပါမယ်ကျေးဇူးရှင်မိဘဘိုးဘွားများဖြစ်ကြသောဖခင်ကြီးဦးကျော်သောမိခင်ကြီးဒေါ်ဝင်းတင်အကိုကြီးဦးကျော်ဝင်းဦးကျော်ဝင်းလက်ဦးကျော်ဝင်းမြင့်ခင်မောင်ဖြစ်သူဦးပညာဇော်တို့အားရည်မှန်း၍ရည်စုရည်မှန်း၍အလှဒါယကဦးပညာဇော်အလှဒါယိကမဒေါ်ရင်သိမရင်ပဇွန်ကြောင့်ငါ6ရောင်းဝယ်ရေးသာသမီများဖြစ်ကြသောကိုမင်းထက်ပိုင်မခင်ရွှေလှိုင်ကိုအောင်ကျော်ပါမတင်မေဝင်းကိုလင်းအောင်မချစ်စုမောင်မင်းဟိန်ခန့်မိသားစုတို့နှင့်ယေရှုရှင်မိဘဘိုးဘွားများဖြစ်ကြသောဦးအေးမြင့်ဒေါ်အုံးမြင့်ဦးဖေတင်ဒေါ်ထွေးကြည်ဦးကျော်သောဒေါ်ဝင်းတင်တို့အားရည်စုရည်မှန်း၍ဦးမျိုးမင်းခိုင်ဒေါ်ခင်စန်းဝင်းခေါ်ဒေါ်မကြီးဦးပညာဇော်ဒေါ်ရင်သိန်းတို့အားအမှုထားလျက်ကိုမင်းထက်ပိုင်မခင်ရွှေလှိုင်သမီးမခွန်စုပိုင်သားမောင်ခန့်စီလင်းပိုင်သိပဇောငပိတော်ပန်းဒီကောလုပ်ငန်းဒါရိုက်တာအမှုဆောင်လုပ်ငန်းမိသားစုတို့မှသိက္ခာတော်ထတ်ခြင်းယဟန်ခံခြင်းဥပသံ္ဗရမင်္ဂလာပုဏ္ဏပသံ္ဗရဥပဒံရှင်ပြုခြင်းပပိစ္ဆမင်္ဂလာသာသနာဝင်သီလရှင်ဝတ်ခြင်းဖို့တော်ဝတ်ခြင်းထိုမှတပါဘိတ္ကဆောများလှူဒန်းခြင်းနှင့်တက်ကြီးပူဇော်ဝဲဆွေမျိုးမိဘများအားကြော့ခြင်းနတ်ဖန်အတွက်ဓမ္မဒါနတရားအလှူပေးခြင်းအလှူတော်မင်္ဂလာများကိုပြည့်ပြည့်စုံစုံများများစွာစွာပြုလုပ်ကြပါတယ်မနေ့ကလည်းလူစကားနဲ့ပြောရင်ဝက်ကွဲဆိုတာပဲပြိဿတ်တွေစီကားတယ်အဲ့တော့ဒီနေ့လည်းပဲအလှူဒါနမနေ့ကလည်းပြုပြီးအခုလည်းမြင်တဲ့အတိုင်းပဲအလှူဒါနပြုတာအဲ့ဒါခေါင်းကပြောခဲ့တဲ့ပုံညာဝဒုက္ခံစနေတိပုံညာဝကုသိုလ်ကောင်းမှုသည်သာလျှင်ဒုက္ခံချမ်းသာဒုက္ခဟူသမျှကိုစနေတိဖြစ်စေနိုင်ဒါပုံညာဘိက္ခွေမာဘာယိဋ္ဌကုသိုလ်ကောင်းမှုကိုမကြောက်ကြကုန်နဲ့ထက်ခပြောတာတော့သိအောင်လို့ပြောတာပါပဲဒါမှမဟုတ်စကားထိုက်ရင်ဘုန်းကြီးလည်းမကြိုက်ဘူးရှည်တယ်ပြောရမှာရှည်တယ်မကောင်းအဲ့ဒါကြောင့်မလို့တူတာကြိုက်တယ်နောက်ဒါတွေကြားပြီးသားဖြစ်တဲ့အတွက်ကြောင့်ကုသိုလ်ကောင်းမှုကြိုးစားပြီးကုသိုလ်ရိက္ခာကိုနောက်ပါကုသိုလ်ရှိမှချမ်းသာရာအဲ့ဒါကြောင့်ကုသိုလ်တွေလုပ်ကြတယ်ချမ်းသာအောင်လုပ်တာပါပဲကုသိုလ်ရှိမှချမ်းသာရာဆိုတဲ့အတိုင်း
ပြီးတော့အားလုံးပဲပြိဿတ်တွေရေစက်ချအောင်လိုက်ဆိုကြပါတော့အရှင်ဘုရားတို့တပည့်တော်များအလှရှင်များမှကွယ်လွန်သွားကြကုန်သောယေရှုရှင်ဘောဘွားမိဘဆွေမျိုးများနဲ့ဘဝမှတော်ဆက်ခဲ့ကြသောဘောဘွားမိဘဆွေမျိုးများနဲ့ဆရာပေါင်းတို့ကိုယနေ့ယခုယေရှုဆက်တော်နေရာဖြင့်ဘုရားတိုင်ဓမ္မဒါနတရားအစုကြံပြီးတော့3ရက်တိုင်ကုသိုလ်ကောင်းမှုသုတို့ကိုပြုလုပ်ရပါကုန်၏ရှင်ဘုရားဒီကောင်းမှုသည်ရှင်ရဲ့ခတ်သိမ်းသုံးရမှန်ဉာဏ်နိဗ္ဗာန်သို့ဉာဏ်ဉာဏ်ဘုံဉာဏ်တို့ဖြင့်ရောက်အောင်ပို့ဆောင်နိုင်သည်ဖြစ်ပါစေသာရှင်ဘုရားဗုဒ္ဓနာဆုတော်မယ်နိဗ္ဗာန်သို့ဘဝရောက်သေးသည်ဘဝဆက်တိုင်းဆင်းရဲရှင်ကင်းပြီတတ်တော်မှာတော့ကျော်နေတဲ့သက်ရှိခြင်းနာကင်းခြင်းဆင်းလှခြင်းချမ်းသာကြီးခြင်းခွန်အားကြီးခြင်းဉာဏ်ပညာကြီးခြင်းဘုံတော်ကိုအာရုံကြီးခြင်းအစရှိသောကောင်းကျိုးချမ်းသာမင်္ဂလာကျက်တည်းတွေတို့နှင့်ပြည့်စုံပြည့်စုံဖြစ်လေရာဘဝတိုင်းတို့၌ပြေမကုန်လူမခန်းနိုင်သောရှိစိတ်ဥစ္စာညာနာရှင်ဝေတွေတို့နှင့်ပြည့်စုံပြည့်စုံမြတ်စွာဘုရား၏အာနာတော်ကိုပြုစုထောက်ပံ့ဆောက်ရှောက်နိုင်သောအာနာပြုပုဂ္ဂိုလ်သူပုဂ္ဂိုလ်မြတ်ရပါလို့၏ရှင်ဘုရားအဲ့ဒါသံဃာဘဝတို့ဆုတော်ယခုဘဝမျက်မှောက်၌ပင်ဒီအမျိုးမျိုးဉာဏ်မျိုးမျိုးဉာဏ်မျိုးမျိုးအန္တရာယ်မျိုးမျိုးစိုးရိမ်စရာမျိုးမျိုးမနဲ့သက်စရာမျိုးမျိုးအိမ်မက်ဆိုးတိတ်ဆိုးနမိတ်ဆိုးဆိုးကျမတို့သည်အိမ်ကြဘက်တွင်ဒီမတင်ကဲ့သို့ပြောကြအပြောက်ကြီးနဲ့ဘုရားကျမ်းပါရဲ့စိတ်ချမ်းသာရဲ့အကြံစီပြည့်စုံရဲ့မတ္တပကာတိုးတက်ခြင်းဆွေရယံပေါ်များခြင်းစရှိသောကောင်းကျိုးချမ်းသာမင်္ဂလာကျက်ရဲ့တွေတို့နှင့်ပြည့်စုံပြည့်နဲ့နိဗ္ဗာန်ရောက်ကောင်းမြတ်သောတရားဓမ္မများကိုနေ့စဉ်နေ့တိုင်းကျိုးစားပွားများအားထုတ်နိုင်ရသည်ကိုရပါလို့၏ရှင်ဘုရားအဲ့တော့ဆုတောင်း3ချက်ဗราဏဆုတောင်းရဲ့သံဃာဆုတောင်းရဲ့ယခုဘဝဆုတောင်းရဲ့ပြီးသွားပြီဆုတောင်းပြီးတော့အပြဝေလို့ရတယ်ယနေ့ယခုပြုသမျှ3ရက်တိုင်ပြုသမျှကုသိုလ်ကောင်းမှုအဆုသူတော်နဲ့ငယ်စဉ်တောင်ကြီးဒီဘဝမှနေကြအောင်ပြုခဲ့သမျှကုသိုလ်ကောင်းမှုသုသူတို့၏
ကိုဆောင်နာအိမ်ဆောင်နာကျောင်းဆောင်နာခရာဆောင်နာရက်ွက်ဆောင်နာမြို့ဆောင်နာအင်းဆောင်နာတော်ဆောင်နာတောင်ဆောင်နာအာသနာတော်ဆောင်နာဘာဆောင်နာလောကပါဠနတ်မြတ်နတ်ကောင်းနာပေါင်းတို့နဲ့30တို့အလုံးစုံသောဘတ်တော်တို့အားပြေဝေပါကုန်၏သူအပြင်ဝေလွန်သွားကြကုန်သောယေရှုရှင်များဖြစ်ရသောဘာကေဤဥကျော်သောဒီကေဤကျော်ဝဲတင်ကိုဤဥကျော်ဝဲဥကျော်ဝဲလာဥကျော်ဝဲမြင်မွန်ဖြစ်သူဝိညာဉ်သောတို့အား၎င်းထိုမတပါယေရှုရှင်ဘုရားဘုရားများဖြစ်ကြသောဝိညာဉ်ဘုံမြင့်ဖေတင်ဘောထွေးပြီးဥကျော်သောဝိညာဉ်တို့အားဒီမှန်ရည်ရွယ်သူကံအပ်သောကောင်းမှုတို့ကိုယေရှုရှင်များသည်